ရှိန်ဝါကြီးရဲ့ World Cup ပွဲကြီးမှာ BTS အဖွဲ့ဘယ်လိုအမိုက်စာ performance တွေကိုချပြလာမလဲ World Cup ရဲ့နောက်ဆုံးကျင်းပမယ့်19ရက်နေ့မှာတော့ဘယ်သူမှမထင်မှတ်ထားတဲ့အဆိုတော်အဖွဲ့ကနေပြီးဖျော်ဖြေမှာကြောင်း social media မှာလူပြောများနေတော့တာပဲဖြစ်ပါတယ် World Cup ဆိုတာတကယ်ကိုမှအရှိန်ဝါကြီးရဲ့ဘောလုံးပွဲကြီးဖြစ်တာကြောင့်နိုင်ငံတကာကပရိသတ်တွေကလည်းစောင့်ကြည့်နေကြတာဖြစ်ပါတယ်အခုလိုအရှိန်အဝါကြီးရဲ့ပွဲကြီးရဲ့နောက်ဆုံးနေ့မှာဆိုရင်ပရိသတ်တွေအများအပြားရရှိတာပြီဖြစ်တဲ့ BTS အဖွဲ့ကနေဖျော်ဖြေတင်ဆက်သွားမှာပဲဖြစ်ပါတယ် BTS ကိုအားပေးနေတဲ့နိုင်ငံတကာပရိသတ်တွေအတွက်ကတော့ဝမ်းသာစရာပါပဲတိုးပေမဲ့လည်းဝေဖန်နေကြတာတွေလည်းရှိပါတယ်အရှိန်အဝါကြီးသွားပြီးလူအများအားပေးတဲ့ World Cup လိုပွဲမှာကိုရီးယားအိုင်ဒေါကဘယ်လိုမျိုးဖျော်ဖြေမှာလဲဆိုပြီးတို့လောနဲ့ဖြစ်နေကြတာပါBTS ကချောင်းကွာဆိုရင်လည်း Dreamer ဆိုတဲ့ World Cup တခြင်းကိုစိုးထားပေးခဲ့ပူတာပဲဖြစ်ပါတယ်ဒီတော့ World Cup နောက်ဆုံးရက်လေးမှာ BTS ကနေဘယ်လိုအမိုက်စာ performance တွေကိုချပြလာမလဲဆိုတာကိုတော့စောင့်ကြည့်ကြရပါပဲပရိသတ်တို့ရောဘယ်လိုထင်ကြလဲ